တုံးရရာစုကျင့်ကြံခြင်းကဘာမှာနတ်ဆန်ဆိုအဆင့်ရောက်ဖို့ဆိုတာမလွယ်ကူတဲ့အရာတစ်ခုပါဒါပေမဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ရဲထံကတော့ထူးခြားတဲ့စနစ်တစ်ခုရဲ့ကူညီမှုကြောင့်ဘူတက်မတွေကိုတယောက်တည်းနှိမ်နင်းနိုင်ခဲ့ပြီးစနစ်ကပေးတဲ့အနှစ်60ကျင့်ကြံခြင်းစုလက်ကြောင့်နတ်ဆန်ဆိုအဆင့်တို့အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ရဲထံမျှော်လင့်ထားသလိုအဆင့်အများကြီးတက်မသွားပဲ9ဆင့်ပဲတက်သွားတဲ့အတွက်စနစ်ကိုဒေါသတကြီးနဲ့ရန်တွေ့ပါတော့တယ်စနစ်ကလည်းအရင်က bullet diamond ကိုတက်ဖူးထားတဲ့အတွက် experience point တွေရောနေသွားတာဖြစ်ကြောင်းပြန်လည်ရှင်းပြခဲ့ပါတယ်။ရဲချန်ကဒါဆိုရင်သူ့ရဲ့ကျင့်ကြံမှုကိုပုံမမြင့်မားတဲ့အဆင့်ရောက်အောင်ဘာလုပ်ရမလဲလို့မေးတဲ့အခါစနစ်ကသူ့ကိုကျင့်ကြံခြင်းအဆင့်တိုးတက်စေမဲ့လျှို့ဝှက်ကျန်းစာတစ်စောင်ကိုပေးအပ်ခဲ့ပါတယ်။ကျန်းစာကိုကြည့်ပြီးနောက်ရဲချန်တယောက်စိတ်လှုပ်ရှားသွားပြီးဒါဟာစုံတွဲကျင့်ကြံခြင်းကျန်းစာဖြစ်နိုင်မလားလို့တွေးတော့ကဂိုင်းအတွက်ပဲဖြစ်ဖြစ်သူ့အတွက်ပဲဖြစ်ဖြစ်စီနီယာအမတော်လီဟွမ်ဟွမ်ကစီကိုတွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လီဟွမ်ဟွမ်ကြင့်ကြံနေတဲ့အခန်းထဲကိုရဲချန်ရောက်သွားတဲ့အခါစီနီယာအမတော်ကအရင်ကကိစ္စတွေကြောင့်စိတ်ဆိုးနေစေဖြစ်ပြီးရဲချန်ကိုဘာကိစ္စရှိလို့လဲလို့မေးမြန်းပါတယ်။ရဲချန်ကလှုပ်ဝက်ကျန်းစာကိုထုတ်ပြပြီးဒါဟာကျင့်ကြံမှုကိုတိုးတက်စေနိုင်တဲ့အတွက်အတူတူလေ့လာဖို့ဖိတ်ခေါ်ပါတယ်။အစပိုင်းမှာလီဟွမ်ဟွမ်ကညှင်းဆန်ခဲ့ပေမဲ့ရဲချန်ရဲ့အတင်းအကျပ်တိုက်တွန်းမှုကြောင့်နောက်ဆုံးမှာတော့အတူတူကျင့်ကြံဖို့သဘောတူလိုက်ရပါတော့တယ်။တစ်ဖက်မှာတော့ရဲချန်တယောက်စီနီယာအမတ်တော်ရဲ့အခန်းထဲကိုဝင်သွားပြီးတရက်နဲ့တညလုံးပြန်ထွက်မလာတာကိုဂိုင်းသားတယောက်ကမြင်တွေ့သွားပါတယ်။သူကတခြားဂိုင်းသားတွေကိုတွားရောက်ပြောပြတဲ့အခါအားလုံးကမနာလိုဖြစ်သွားကြပြီးရဲချန်လိုအတုံးမကျတဲ့သူကစီနီယာအမတ်တော်နဲ့ဘာတွေလုပ်နေတာလဲဆိုပြီးဒေါသထွက်ကောလာဟလာတွေဖြန့်ကြပါတော့တယ်။ရဲချန်နဲ့လီဟွမ်ဟွမ်တို့အတူတူကျင့်ကြံပြီးနောက်စနစ်ရဲ့ကြီးညာချက်ထွက်ပေါ်လာပါတယ်။လီဟွမ်ဟွမ်ဟာပါရမီထူးခြားသူဖြစ်တဲ့အတွက်တရက်အတွင်းမှာတင်ကျင့်ကြံခြင်းအဆင့်3ဆင့်ထိခုံတက်သွားခဲ့ပါတယ်။စီနီယာအမတော်ကအယံဝမ်းသာသွားပြီးဒီကျန်းစာကတကယ်ကိုထူးခြားဆန်းပြတာပဲလို့ချီးကျူးကနောက်တစ်ကြိမ်ထပ်လုပ်ကြရအောင်လို့ရဲချန်ကိုခေါ်ပါတယ်။ဒါပေမဲ့ရဲချန်ကတော့အင်အားတွေကုန်ခန်းပြီးခါးတွေပါနာကျင်နေရတဲ့အတွက်အစားအသောက်သွားရှာဦးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အခန်းထဲကနေတုတ်ချေတင်ပြေးထွက်လာခဲ့ရပါတော့တယ်။အခန်းပြင်ကိုရောက်တဲ့အခါရဲချန်ကိုစောင့်ဆိုင်ပြီးရန်စဖို့ပြင်နေတဲ့ဂိုင်းသား3ယောက်နဲ့ထိတ်တိုက်တွေ့ဆုံပါတယ်။သူတို့ကရဲချန်ကိုစီနီယာအမတ်တော်ရဲ့အခန်းထဲကထွက်လာတာကိုမကျေနပ်တဲ့အတွက်တောအုပ်တစ်ခုတည်းကိုခေါ်ဆောင်သွားပြီးပညာပေးဖို့ကြိုးစားကြပါတယ်။ဂိုင်းသားတွေကရဲချန်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပေမဲ့အဆင့်တက်သွားတဲ့ရဲချန်ရဲ့အစွမ်းကိုသူတို့မရှင်နိုင်ပဲတယောက်ပြီးတယောက်အလဲပြားဖြစ်သွားကြပါတော့တယ်။နောက်ဆုံးမှာတော့ရဲချန်ကသူ့ရဲ့လက်သီးအစွမ်းကိုထုတ်ပြပြီးအခုကောငါလက်သီးကကြီးလာလို့မေးခွန်းထုတ်ကရန်စတဲ့သူတွေကိုအောင်မြင်စွာပညာပေးနိုင်ခဲ့ပါတော့တယ်။တောအုပ်တစ်ခုထဲမှာဝစ်စုံဖြူဝစ်ဆင်ထားတဲ့ White Cloud Set ကတပည့်3ဦးဟာဒူးထောက်ပြီးသူတို့ရဲ့အကိုကြီးထင်ကိုအလွန်မင်းမြောက်ပင့်ပြောဆိုနေကြပါတယ်။သူတို့ကရေးထင်ရောသူ့ရဲ့အမကြီးပါ White Cloud Set ရဲ့ဂုံဆောင်တွေဖြစ်ကြောင်းအသက်ငယ်လေးနဲ့ဒီလောက်အစွမ်းထက်တာအံ့ဩစရာကောင်းကြောင်းနဲ့ရန်သူဝေရှန်ဆိုတဲ့ကောင်ဟာအမိုက်တာဖြစ်ပြီးလေးမီသားစုတစ်ခုလုံးတောင်ရဲ့ထင်းကိုရှင်းနိုင်မှာမဟုတ်ကြောင်းပြောဆိုနေကြတာပါ။ဒါပေမဲ့ရဲချင်းကတော့စိတ်ထဲမှာဒီကောင်တွေတော်တော်မြောက်ပင့်နိုင်ဒါပဲလို့တွေးတောနေမိပါတယ်။ရဲချင်းကသူတို့ကိုကြည့်ပြီးတကယ်တော့ငါမင်းတို့ကိုတတ်ဖို့စိတ်ကူးမရှိပါဘူး။ကျင့်ကြံခြင်းလောကရဲ့တာရဲကဘာနီယာမောက်ကိုငါနားလဲပါတယ်။ဒါပေမဲ့အခုငါကမင်းတို့ထက်နည်းနည်းလေးပိုစွမ်းထက်နေတာပေါ့လို့ဆိုလိုက်ပါတယ်။ထိုအခါတပည့်တွေကပိုလို့တောင်အထင်ကြီးသွားပြီးအကိုကြီးကလည်းဘာလို့နည်းနည်းလေးလို့ပြောရတာလဲအကိုကြီးရဲ့အစွမ်းကကျွန်တော်တို့ထက်အစပေါင်းများစွာတာလွန်ပါတယ်။အကိုကြီးရဲ့ဥဆောင်မှုနဲ့ White Cloud Set ဟာပုံမကြီးမှကြော်ကြားလာမှာပါလို့မြောက်ပင့်ကြပြန်ပါတယ်။တပည့်တဦးကရဲချန်ဒီရဲ့ပိုင်းအမကြီးနဲ့အတူရှိနေတော့ပင်ပန်းနေမှာဆိုလို့နှိပ်ပေးရမလားလို့မေးရချင်းကလည်းသဘောတူလိုက်တာကြောင့်သူတို့ကစိန်ခံကလထိုင်ပေါ်မှာရချန်ကိုနှိပ်နေပေးပြီးစပစ်တီးတွေကျွေးမွေးကအလိုလိုက်ပြုစုကြပါတော့တယ်။ဒီမြင်ကွင်းကိုအဝေးကလှမ်းကြည့်နေတဲ့အခြားတပည့်တွေကတော့မကြေမနက်ဖြစ်နေကြပါတယ်။တယောက်ကဒီချင်းကတကယ်ကိုကံကောင်းလုံးနဲ့အကိုကြီးခါကိုတောင်သူ့ကိုနှိပ်ပေးခိုင်းနေတဲ့စပစ်တီးတွေလည်းကျွေးခိုင်းနေသေးတယ်လို့ပြောလိုက်ပါတယ်။ထိုစဉ်အကိုကြီးမန်ကရောက်လာပြီးတပိတ်ဖြစ်သူရဲ့ပါဇက်ကိုပိတ်ကတိုးပြောဆိုလိုက်ပါတယ်မင်းတို့ဘာမှမသိပဲရှောက်မပြောနဲ့မင်းတို့ကောင်းမှုအတွက်ငါပြောနေတာဒီရချင်းကတကယ်တော့ foundation establishment အစစ်နောက်ပိုင်းအထိရောက်နေတဲ့အစွမ်းထက်ကျင့်ကြတန်သူတယောက်ပဲသူကသူ့ရဲ့အစွမ်းစတွေကိုနှစ်ပေါင်းများစွာလှုပ်ဝက်ထားခဲ့တာလို့ဆိုပါတယ်တပည့်ဖြစ်သူကအံ့ဩသွားပြီးမနောက်ပါနဲ့အကိုကြီးမဲ့ရာရေးချင်းက White Cloud Set မှာအတုံးမကျဆုံးလို့အားလုံးသိထားကြတာလေသူကဘလို့လို့အစွမ်းထက်ကျင့်ကြံသူဖြစ်နိုင်မှာလဲလို့မေးပါတယ်အကိုကြီးမကလည်း
ငါမင်းကိုဘာလို့ညာရမှာလဲအကိုကြီးခါကိုကြီးလိုက်လေရထင်းကသူ့ကိုရိုက်ထုတ်လိုက်တုန်းကသူဘလောက်တောင်လွန့်ထွက်သွားလဲအခုကြည်စမ်းရထင်းစိတ်ဆိုးမှကြောက်လို့ကုန်းနဲ့ပြုစုနေရတာလို့ရှင်းပြပါတယ်ထိုစကားကြောင့်တပြည့်ဖြစ်သူဟာတုံ့လှုပ်သွားပြီးဒါဆိုရင်ကျွန်းတော်က White Cloud Sack မှာအတုံးမကျဆုံးသူဖြစ်သွားပြီးပေါ်လို့ဆိုကစိတ်ပြက်အာရုံသွားရှာပါတယ်ရက်ချန်စိန်ခံနေစဉ်အပေါ်ထက်ဝရဏကနေအမကြီးကလှမ်းကြည့်နေပြီးဒီမြင်ကွင်းကဘာလို့ဒီလောက်တောင်ကြည်ရဆိုးနေရတာလဲလို့တွေးနေမိပါတယ်ထိုစဉ်ရရှင်ရဲ့စိတ်ထဲမှာစနစ်ကနေသတိပေးချက် White Cloud Sack တွင်သို့ရှေးဟောင်းအစိတ်ပြင်းတားရဲကြီးများကျူးကျော်ဝင်ရောက်လာနေပြီဖြစ်သည်အလွန်အစွမ်းထက်ပြီးတိုက်ခိုက်နိုင်စွမ်းမြင့်မားသောကြောင့်ချက်ချင်းအဝေးသို့ရှောင်တိန်ကြပါလို့အရေးပေါ်သတိပေးတံပေါ်လာပါတယ်ကောင်းကင်ကြီးဟာရုတ်တရက်မှောက်မိုက်လာပြီးမိုးကြိုးတွေပြစ်ခတ်လာတာကြောင့်အားလုံးထိတ်လန့်ကုန်ကြပါတယ်တပည့်တဦးကလည်းအပြေးလွှားလာရောက်သတင်းပို့ပါတယ်တိုးတော်လဲမြေပြင်ပေါ်မှာတွားနေကြတဲ့ရှေးဟောင်းအစိတ်ပြင်းတားရဲကြီးများဆိုတာတကယ်တော့ကနန်းနီအကောင်ငယ်လေးတွေသာဖြစ်နေတာပါအမကြီးကထိုကနန်းနီတွေကိုကြည့်ပြီးဒါတွေကရှေးဟောင်းသားရဲတွေမဟုတ်ပါဘူးကနန်းနီတွေပါရထင်မင်းကနန်းနီစားခြင်းလို့မဟုတ်လားငါလူလွတ်ပြီးချက်ခိုင်းလိုက်မယ်မင်းကအဆက်ကြိုက်လားမာလာရတာကြိုက်လားဒါမှမဟုတ်ကြက်သွန်ဖြူအရသာလားလို့မေးလိုက်ပါတယ်စနစ်ကတော့ရေးရှင်ရဲ့စိတ်ထဲမှာထိုရှေးဟောင်းသားရဲများကိုတက်ဖြတ်ပါကအတွေ့အကြုံအမြောက်များရရှိမိဖြစ်သည်လို့ဆက်လက်တတိပေးနေစေဖြစ်တာကြောင့်ရက်ချန်ကပြုံးပြီးအမကြီးအရသာအလုံးကိုတပွဲစီချက်ခိုင်းလိုက်ပါလို့ဆိုပါတယ်ထို့နောက်မိတက်ကျင့်စဉ်ကျွမ်းကျင်တဲ့တပည့်တဦးကကနန်းနီတွေကိုအကောင်းဆုံးချက်ပြုတ်ပေးခဲ့ပြီးရရင်နဲ့အမကြီးတို့ဟာစစပွဲမှာအတူထိုင်ကကနန်းနီတွေကိုအရသာရှိငြိမ်သက်စွာစားတောက်ကြပါတယ်ထိုစဉ်စနစ်ကနေအင်ရှင်သည်ရှေးဟောင်းသားရဲများကိုတပ်ဖြတ်နိုင်ခဲ့သဖြင့်စနစ်မှကြင်ကြံခြင်းတက်တန်း6နှစ်စာကိုဆုလက်အဖြစ်ပေးအပ်လိုက်ပါသည်လို့ထုတ်ပြန်ပေးလိုက်ပါတယ်ကနန်းနီတွေကိုစားတောက်ပြီးတဲ့နောက်မှာရေးချန်ကအမကြီးကိုရုတ်တရက်လှမ်းပြီးနမ်းလိုက်တာကြောင့်အမကြီးကရှက်သွားပြီးရချင်မင်းနောက်ခါကြရင်အခန်းထဲကျမှနမ်းမအပြင်မှာသူတစ်ပါးတွေကြည်နေကြတယ်လေလို့ဆိုကအခန်းထဲကိုပြေးဝင်သွားပါတယ်ညရောက်တဲ့အခါအခန်းတွင်းမှာသူတို့နှစ်ဦးအတူရှိနေစဉ်ရချင်ကမကြီးလင်းမီသားစုရဲ့ဘိုးဘေးက Golden Core အဆင့်ရဲ့ဘယ်နှစ်လွှာမြောက်မှာရှိနေတာလဲလို့မေးလိုက်ပါတယ်အမကြီးကမင်းကလည်း Golden Core အဆင့်ကို coffee ထုတ်လို့အလွယ်မှတ်နေတာလားအခုလိုဝိညာဉ်စွမ်းရည်တွေရှားပါတဲ့ခင်မှာ Golden Core အဆင့်ကိုရောက်ဖို့တင်းတော်တော်ခက်ခဲနေတာငါသိတဲ့လောက်တော့လင်းမီသားစုရဲ့ဘိုးဘေးက Golden Core အဆင့်3လွှာမှာရှိနေတာလို့ပြန်ပြောပါတယ်ထိုခါရဲ့ချင်ကအဆင့်3လွှာလေးနဲ့ဒီလောက်တောင်ကြွားဝနေတာလားငါကလင်းမီသားစုကိုအထင်ကြီးလို့ကြည့်ရတာဘာမှမဟုတ်ပါဘူးလို့အထင်သေးစွာဆိုပါတယ်အမကြီးကအံ့ဩသွားပြီးရဲ့ချင်မင်းက Golden Core အဆင့်ကိုရောက်နေပြီလားလို့မေးရရေးချင်ကငါ Golden Core အဆင့်ကိုမရောက်သေးပါဘူးဒါပေမဲ့ငါ့ကိုယုံကြည်ပေးပါလို့ဆိုပါတယ်ထိုစဉ်အမကြီးရဲ့ဖုန်းမြည်လာပြီးလာရောက်သတင်းပို့ချက်အရလီမီသားစုကလူတွေဟာအမကြီးရဲ့လမီသားစုအိမ်တို့တွားရောက်ကပြဿနာရှာနေကြကြောင်းသိရပါတယ်ထိုအခါရထန်ကဒေါသထွက်သွားပြီးလီမီသားစုကငါရဲ့မိန်းမကိုရန်ပြုတ်ချင်နေတာပဲသူတို့ချက်ချင်းတည်ချင်နေပြီထင်တယ်ငါမင်းနဲ့အတူလိုက်ခဲ့ပြီးလီမီသားစုကိုရှင်းပြမယ်လို့ရဲရဲဝံ့ဝံ့တစ္ဆာဆိုလိုက်ရင်းနဲ့ပဲဒီဗီဒီယိုလေးကပြီးဆုံးသွားပါတော့တယ်